သူတို့ဟာမိမိတို့အလေးချိန်အောက်ကခေါင်းမိုးညောင်တန်းကိုမကြားခဲ့ကြပါဘူးဘာလို့လဲဆိုတော့အားကစားပွဲကိုပိုကြည့်ရှုနိုင်ဖို့ခေါင်းမိုးပေါ်တက်ခဲ့ကြလို့ပါဒီလိုနဲ့လူတွေတိုးလာနေချိန်မှာလဲအောက်ကခေါင်းမိုးဟာဖိအားကိုခံနေရပြီးနောက်ဆုံးတော့အလဲပိုင်းကျိုးကျသွားခဲ့ပါတယ်သူတို့တွေဟာတစ်သားလုံးတွေတန်တွေကြားကိုပြုတ်ကျသွားကြပြီးတချို့ကတော့အရေးပြောပန်တွေနဲ့ပြည့်နေတဲ့မိဖို့ကြီးပေါ်ကျသွားကြပါတယ်တချို့ကလည်းကျန်းပြင်ပေါ်ကျကအမိုက်တရိုက်အောက်ပိတ်မိနေခဲ့ကြပါတယ်အဲ့ဒီမှာလဲသူတို့အပေါ်ကပိုက်တစ်ခုဟာကွဲပြီးစူနေတဲ့စီပူတွေဟာရွှဲဆိုသွားခဲ့ပါတယ်အဲ့ဒီအခါစီပူတွေဟာမီးဆွဲကမိုးရွာတယ်လို့ကြပြီးလူအုပ်စုကိုမီးဟုံဟုံတောက်စေခဲ့ပါတယ်နောက်ဆုံးမှာတော့လူပေါင်း23ယောက်သေဆုံးခဲ့ရပါတယ်အဲ့ဒီဟာကသူတို့ပိုကောင်းတဲ့မြင်ကွင်းရဖို့လိုချင်ခဲ့ကြတဲ့အတွက်ပါပဲပင်ကူတွေဟာပင်လယ်ပြင်ကိုဖျက်ပြန်တန်းနိုင်မှုသူတို့ရဲ့ one bite ကနေပိုးချီမြင်ကိုထုတ်လွှတ်လိုက်ပြီးလေကလည်းအဲ့ဒီချီမြင်ကိုမိုးမျောတိုက်ထက်တောင်ပေထောင်ချီမြင့်အောင်ပင့်မြောက်ပေးပါတယ်။ဘာလို့လဲဆိုရင်ပင်ကူပေါက်လေးတွေဥကနေပေါက်လာတဲ့အခါအားလုံးအတွက်နေရာတစ်ဝိုက်မှာအစာလုံးလောက်စွာမရှိပါဘူး။ဒါကြောင့်သူတို့ဟာအမြင့်ကိုတက်ပြီးရှေ့ခြေထောက်တွေနဲ့လေစီးကြောင်းကိုစမ်းသပ်ကြည့်ပါတယ်။ဒီလိုနဲ့ပိုးချီမြင်တွေခန္ဓာကိုယ်ကနေထွက်လာတဲ့အခါတော့လေနဲ့လေတူတွေကလျှက်စစ်တပ်တွေကိုစုပ်ကင်မိပြီးအဲ့ဒီဆွမ်းအားတွေကသူတို့ကိုသမုဒ္ဒရာတစ်ခွင်လုံးတည်ဆောင်သွားနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီပြန်တန်းခီးအတွင်းမှာငှက်တွေရဲ့သားကောင်ဖြစ်ဖို့အန္တရာယ်ရှိတယ်လို့ဆိုးရွားစွာစဉ်းသက်မိပါကလည်းပင်လယ်ထဲမှာပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်